အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အချိန်လုံးမရောက်လာတဲ့ຫນွေဦးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်နော်ယူဒာရဲ့ဆူညံတန်တွေကြားမှာထက်နောင်ဆိုတဲ့လူငယ်လေးဟာပကြီးစရာတယောက်ဖြစ်အေးလူလူအသက်မွေးခဲ့ပါတယ်သူ့ရဲ့ပကြီးကားတွေမှာအမြဲတမ်းတောက်ပတဲ့အကြောင်းတွေမရှိဘူးအမြဲတမ်းညှို့မိုင်းနေတဲ့ကောင်းဝင်ဒါမှမဟုတ်ဝေးကွာသွားတဲ့ကြောပင်တစ်ခုပဲပါလေးရှိပါတယ်သူ့ဘဝရဲ့အကြောင်းတွေရဲ့ဆောင်းမှာဆောင်းကထက်နောင်ရဲ့ဘေးမှာနေတဲ့အဲတငယ်ချင်းထက်နောင်ကဆောင်းကိုငယ်တဲ့စိတ်ထဲကနေခိုးချစ်ခဲ့တာပါဒါပေမဲ့ဆောင်းကတော့ထက်နောင်ကိုတငယ်ချင်းဆိုတဲ့ဇီဝိုင်းတွေကနေတစ်ဖက်ကိုဘယ်တော့မှမကြော်ခဲ့ပါဘူးထက်နောင်ကဆောင်းတော့ဆိုရင်ရာရာလုပ်ပြီးတယ်ဆောင်းနေမကောင်းဖြစ်ရင်တညာလုံးစာအုပ်ဖတ်ပြတယ်ဆောင်းဝမ်းနေရင်သူကိုယ်တိုင်လူချင်အောင်လုပ်ပြီးရှယ်အောင်လုပ်ပြီးတယ်ဒါကိုဆောင်းသိပါတယ်ထက်နောင်ရဲ့မျက်ဝန်းတွေကသူမကိုဘယ်လိုကြည့်ရဆိုတာဆောင်းသိတာပေါ့ဒါပေမဲ့ဆောင်းကတော့ထက်နောင်ရဲ့အခြေတွေကိုအသုံးချခဲ့တယ်သူမစိတ်ညစ်ထက်နောင်စီလာတယ်စိတ်ချမ်းသာသွားရင်တော့သူမကြိုက်တဲ့တရားဥစ္စာတွေအကြောင်းထက်နောင်ကိုပြောပြပြီးရင်ဖွင့်တတ်တယ်ထက်နောင်ရင်မက်တွေဘယ်လောက်ပဲပဲ့ကြည့်နေမလဲဆိုတာဆောင်းသိရနဲ့လှစ်လူရှုခဲ့တာပါနောက်ဆုံးဆောင်းကသူမချစ်သူနဲ့တခြားမျိုးကိုပြောင်းသွားဖို့ဆုံးဖြတ်လိုက်တယ်လမ်းခွဲနေ့မှာထက်နောင်ကသူမအတွက်ပကြီးကားတစ်ချက်လက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီပကြီးကားမှာဆောင်းကိုနေကြပိုင်းငယ်နဲ့မှရက်နေတဲ့ပုံလေးဆွဲပေးထားတာပါဆောင်းကတော့ပကြီးကားကိုကားနောက်ပုံလေးပစ်ထည့်ပြီးအေးဆက်ဆက်ပဲပြောသွားခဲ့တယ်နေငါ့ကိုချစ်နေတာငါသိရထက်နောင်ဒါပေမဲ့ငါတော့နင်းကိုငါဘွားရဲ့အရန်လူတယောက်တည်းပုံမမြင်နိုင်ဘူးငါ့ကိုမေးလိုက်ပါတော့10နှစ်ဆိုတဲ့အချိန်ကမြစ်တောင်တစ်ခါအတွင်းကုံဆုံးသွားခဲ့တယ်ထက်နောင်ကနာမည်ကြီးပကြီးဆရာတယောက်ဖြစ်လာခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကတော့စောင်းတက်သွားတဲ့နေ့ကလေးရပ်တန့်နေခဲ့တာပါသူ့နားမှာသူ့ကိုပြီးဆိုင်ပြီးတဲ့နှင်းနုဆိုတဲ့မိန်းကလေးတယောက်ရှိလာတယ်နှင်းနုကထက်နောင်ရဲ့အေးဆက်မှုကိုသိပေမဲ့သူမရဲ့နှွေးထွေးမှုတွေနဲ့ထက်နောင်ကိုအမြဲကာဝယ်ပေးခဲ့သူပါဒီနေ့မှာတော့အဝိစားနွမ်းပပနဲ့မျိုးသမီးတယောက်ထက်နောင်ရဲ့ပကြီးရာခန်းထဲကိုရောက်လာခဲ့ပါတယ်အဲ့ဒါဆောင်းပါဆောင်းရဲ့ဘဝဟာတင်လောက်မလှပခဲ့ဘူးသူမရွေးချယ်ခဲ့တဲ့သူကသူမကိုထားခဲ့တယ်ဘဝမှာအရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရတယ်ခုတော့ဆောင်းဟာအထီးကျန်ခြင်းနဲ့အတူထက်နောင်စီကိုပြန်ရောက်လာခဲ့ပါတယ်ဆောင်းကထက်နောင်ကိုမြင်လိုက်တဲ့အခါရှိုက်ကြီးတငင်ကိုချလိုက်ပါတယ်ထက်နောင်ငါမှားခဲ့နေပေးခဲ့တဲ့ပကြီးကားလေးကိုငါအခုထိတင်ထားတော့မယ်အဲ့ဒီပကြီးကားကိုပြန်ကြည့်တယ်နေငါပေါ်ဘယ်လောက်ကောင်းခဲ့လဲဆိုတာငါအခုမှသိတော့တယ်ငါစီပြန်လာပြီးရမလားထက်နောင်ရဲ့ရင်ထဲမှာတခဏလှုပ်ကပ်သွားတယ်ဒါပေမဲ့ဆောင်းရဲ့လက်ကိုသူဆွဲမကန်ပြီးတော့သူ့နောက်ရောက်လာပြီးအေးနေပြီးအမြဲဝတ်ထားအောင်လို့ပြောတယ်နင်းတို့ရဲ့ပကုံးလေးကိုပဲသူဖတ်ထားလိုက်တယ်ဆောင်းငါမျိုးချစ်ခဲ့တာမင်းတည့်ရနေငါ့ကိုနင်းချစ်ခဲ့တော့ငါ့ဘဝတစ်ခုလုံးပြကြခဲ့ရတာထက်နောင်ရဲ့အတန်ကအေးဆက်နေတယ်အခုဘဝမှာငါ့ကိုတကယ်တမ်းမိုးထားတဲ့သူရှိနေပြီမင်းကငါမမုန်းပါဘူးဒါမဲ့ငါတို့ဇလန်ကတချို့နေရာတွေမှာအကောင်းတိုင်းရှိနေသေးဖြစ်ပေမဲ့စာမျက်နှာအစ်ကိုတော့ငါမင်းနဲ့မဖွင့်နိုင်တော့ဆောင်းကထက်နောင်ရဲ့လက်ထဲမှာရှိနေတဲ့နှင်းနူရဲ့လက်ကိုကြည့်ပြီးဘာမှမပြောနိုင်တော့ပါဘူးသူမသိလိုက်ရတာကအချိန်တော်မှရောက်လာတဲ့ຫນွေကဘယ်တော့မှမနှွေးထွေးနိုင်တော့ဘူးဆိုတာပါပဲထက်နောင်ကဆောင်းထွက်သွားတဲ့ကြောပြင်ကိုကြည့်ရင်စိတ်ထဲကနေတူတူလေးပြောလိုက်တယ်အတိတ်တွေကမုံသွားပေမဲ့ငါတို့နှုတ်ဇလန်ကချို့နေရာတွေမှာအကောင်းတိုင်းရှိနေသေးပါပဲဆောင်းဒါမဲ့အဲ့ဒီအကောင်းတိုင်းရှိနေတဲ့အပိုင်းစာလေးတွေကိုငါအမတ်တရားဖြစ်ပဲတင်ထားခြင်းတော့လက်တွေ့မှာတော့ငါ့ကိုချစ်တဲ့သူကိုပဲငါရွေးချယ်လိုက်ပြီထက်နောင်ကနင်းလွေလက်ကိုဆွဲပြီးပြကားထဲကနေထွက်လာခဲ့ကောင်းဝင်ကြီးကမှုံနေပေမဲ့နှောင်ရင်ထဲမှာတော့အရင်ကတည်းကပိုပြီးလင်းလက်နေပါတော့တယ်အားလုံးကျေးဇူးတင်ပါတယ်မားရမြပါခင်လည်းနားလေပေးကြပါလို့